Excel file တွေကိုမေးပို့တဲ့အခါမှာ resolution ချပြီးတော့ပို့ရတဲ့အချိန်တွေရှိတယ်ဘယ်အချိန်တွေလဲဆိုရင်ကြည်ပြတို့တွေ Excel ထဲမှာဒီလိုမျိုး photo တွေနဲ့ဖန်တီးပြီးတော့မှလောက်ထားရတဲ့အခါမျိုးတွေမှာ resolution ချပြီးတော့ပို့ပေးရတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ file ထဲမှာကပုံတွေက resolution အမြင့်နေနေဆိုလို့ရှိရင်ကိုက file ဖွင့်တဲ့အခါမှာလည်းလေးတယ်တစ်ဖက်ကလူက file ဖွင့်တဲ့အခါမှာလည်းအကြာကြီးစောက်ရတာမျိုးတွေရှိတယ်အဲ့လိုမဖြစ်အောင်ဒီ file ကိုခဏ resolution ချပြီးတော့ပို့ဖို့လိုအပ်တယ်ဘယ်လိုချလို့ရမလဲ file ထဲကိုသွားပါ option ထဲကိုသွားပါ advanced ထဲကိုသွားပါအောက်ဆုံးနားလေးကိုဆင်းပါအဲ့ဒီထဲမှာ220 ppi ဆိုတဲ့နေရာမှာ96 ppi ကိုရွေးပေးရတယ်ပြီးတော့ရင် okay နှိပ်လိုက်နှိပ်ပြီးတော့ရင် save လုပ်လိုက်ဒါဆိုရင်ဒီ file ဒီ resolution ချထားတဲ့ Excel file တစ် file ဖြစ်သွားပါလိမ့်မယ်ပြီးတော့ပြီဆိုရင်ဟိုဘက်ကိုမေးပို့တဲ့အခါမှာမြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်ရောက်သွားပါလိမ့်မယ်ဟိုဘက်ကတကယ်လို့ဒီ file ကိုဖွင့်ပြီးသွားတဲ့အခါကျရင်တော့ resolution ကိုပုံမှန်အတိုင်းထားခြင်းနဲ့ဆိုရင် option ထဲကိုသွား advanced ထဲကိုသွားအောက်ကလေးကိုနည်းနည်းဆင်ဒီနေရာမှာရောက်သွားလဲဆိုတော့ advanced ထဲကနေပြီးတော့မှဒီနေရာလေးမှာပါပြန်ပြောင်းလို့ရလဲဆိုရင်330တို့220တို့ပြန်ပြောင်းလို့ရပါတယ်ပြီးရင် okay နှိပ်ခဲ့လိုက်ရုံပါပဲဒါဆိုရင်ကိုယ့်ရဲ့ file တွေကတပ်ပုံနေနဲ့တစ်ဖက်ကိုမေးပို့ရတော့မယ်ဆိုလို့ရှိရင်သို့မဟုတ်တင်ရတဲ့အခါမျိုးတွေမှာဒီလိုမျိုး resolution ရှော့ပြီးတော့တင်ပေးဖို့လိုအပ်ပါတယ်တခြားသိချင်တဲ့အပိုင်းတွေရှိတယ်ဆိုလို့ရှိရင် page မှာဒီ comment ရဲ့အောက်မှာရေးခဲ့ပေးလို့ရပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်တော့မေးမြန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်